မင်းရှုံးတာမင်းကိစ္စပဲငါနဲ့ပါဆိုင်လို့လဲငါတွေမင်းကိုပေးပြီးပြီမဟုတ်လားအဲ့ဒါကြောင့်ဒီနေ့ငါပြောတာတေငါနဲ့နာငါတွေကိုရောမထဲနဲ့လို့မင်းကိုမင်းအရန်နဲ့နာတယ်လို့မပြောနဲ့မင်းကငါတပိတ်တာဝယ်ပြီးတာနဲ့ပြန်ရောက်ရင်ဈေးတက်ပြီးအမျက်ယူတာပဲတရွာလုံးကငါတွေမင်းမဲဝယ်တယ်တနစ်မင်းဘယ်လောက်ရလဲတဒသမ2တန်းစရင်ကိုအဲ့ဒီလိုတွက်လို့မရဘူးကားခရေခဲဖို့အလုတ်သမားကစကားပြောစရိတ်ဆုံးရှုံးမှုအားလုံးနှုတ်ရတာပဲဒါဆိုငါတို့အတွက်လည်းတွက်ပြပါဦးမင်းကားကိုဘသူဝယ်ပေးတာလဲအေးခန်းကိုဘသူငါပေးတာလဲမင်းကငါတို့ရွာကငါတွေနဲ့ပဲစီးပွားဖြစ်လာတာမဟုတ်ဘူးလားငါကကိုယ်တိုင်ဈေးကွက်ပြေးပြီးလှုပ်လာတာ9000အောက်မှာတင်ငါးတွေထည့်ပြီးစီးပွားဖြစ်လာတာမဟုတ်ဘူးမင်းဘသူကိုတင်ငါးထည့်တယ်လို့ပြောတာလဲဘသူထည့်တယ်ဆိုတာသူ့စိတ်ထဲမှာသူသိတယ်မင်းဒီမှာအခြေမြင့်မရှိပဲဆွဆွဲမနေနဲ့လင်းဟိုင်းမင်းပြောတာနည်းနည်းလွန်နေပြီတရွာတဲသားတွေကမင်းကိုအမြဲကူညီပေးခဲ့တာကျေးဇူးတင်ရမယ့်အစားဒီမှာလူတွေကိုစော်ကားနေသေးတယ်ပတ်စံရလာတာနဲ့ရွာသားတွေကိုပါဆဲနေတာမင်းမှာအသိစိတ်ရှိသေးရဲ့လားဟိုင်ကိုကအရင်တုန်းကငါတို့ကိုအကြိမ်ကြိမ်ကူညီဖေးမခဲ့တာအမှန်ပဲပတ်စံရှုံးတာမင်းပတ်ဆက်ပိတ်ထားလူငယ်တွေဘာသိလို့လဲသူအမျက်မရရင်ဒီလောက်စူးစမ်းပြီးအလုပ်လုပ်နေမှာလား